ချောကန်တီထိုးစင်ဘဝချေစိတ်လန်းခြင်းရဲ့မြက်ခင်မငယ်ဘယ်မှာမြည်ရဲ့ရှေ့ရှာလေဝေဒထဘဝေတစ်ချိန်မှနေကြဘဝကတတိလို့ချိန်ခဏလေးကဒါကိုချိုးချိုးကခေါက်ကြည့်ရခဲ့မမေ့ရပါနောက်ဘဝမထွေးပါကိုတဘူပဲသွားလို့ပါမဝရဲ့စောက်ထိုးစားသုံးတဲ့တံပိုးဘယ်သူမောင်ရလဲပါစေဒလန်ပဲထားမောဟာအမုန်းနဲ့တရားများလူမဆမ်းပဲနေထိုင်ပျော်မွေ့ရာကာလမှာပြောင်းဝေးရကာလမှာနေထိုင်ပြောင်းဝေးရကာလမှာစီရင်ပေးကြပါရှင်